CRA စတာမှာတွားပြီးတော့ Apple စတာမှာတွားပြီးတော့ဖုန်းဝယ်လာခဲ့ပါတယ် iPhone 60 Pro Max အကြောင်းကိုလည်းကျွန်တော် unboxing လုပ်ရင်းနဲ့ချပြလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးကြပါဦး